အစားထိုးခေါက်ဆွဲကကဘာကနေရုံထွက်ဖို့ဆိုရင်တော့တင်ကအရသာရှိပြီးဇိမ်ခံပစ္စည်းတချို့နဲ့ရင်းနှီးဖို့တော့လိုအပ်ပါလိမ့်မယ်။ဒီဗီဒီယိုကကြည်တိတက်ချမ်းသာတဲ့သူတွေသာတက်နိုင်တဲ့ဈေးကြီးဆုံးအစားအစာကိုတင်ပစက်ကိုချပြတဲ့အကြောင်းပါ။ Subscribe နဲ့ခေါင်းလုံးလေးနှိပ်ပြီးတော့ Top ဆုံကိုအားပေးသွားပါရှင်။အဆုံးထိသွားကြတာပေါ့နော်။ကျမကတော့ခိုင်ပါရှင်။နံပါတ်1ငှက်တိုက်ဆွပြုတ်ဇုံးငှက်တွေရဆိုရင်တော့ဂူနီယန်တွေနဲ့ဂျာကဘာတွေမှာသူတို့ရဲ့ဆေးပြည့်တဲ့ဒရွေးတွေကနေအတိုက်ကိုတိဆောက်ကြပြီးတော့ဒရွေးအတိုက်တွေကကုန်ကြစရိတ်ကြီးမားပြီးတော့ငယ်ရွယ်တဲ့သူတွေကိုပြုစုပြောထောင်ပေးဖို့အတွက်ငှက်တိုက်ဟင်းချိုကဈေးကြီးဆုံးဖြစ်ပါတယ်။ဈေးကြီးတဲ့ဇိုးနီတွေရဲ့အနီရောင်ငှက်တိုက်1ကီလိုဂရမ်ကိုဒေါ်လာ1000ခန့်ကုန်ကြပါတယ်။အတွေ့အများဆုံးကအဖြူရောင်နဲ့အမဲရောင်ငှက်တိုက်တွေဖြစ်နေပြီးတော့1ကီလိုဂရမ်ကို9000နဲ့6000ကြားမှာရှိပါတယ်ရှင်။နံပါတ်2မက္ကဆီကိုအစားအစာနဲ့အရက်ကာဘွန်မှာရှိနေတဲ့ Grand Villa အပန်းဖြေဟိုတယ်ကထင်ရှားကြော်ကြတဲ့မက္ကဆီကိုအပန်းဖြေစခန်းခရီးကိုခန်းစားနိုင်ုံသားမှာကမ္ဘာပေါ်မှာရှိတဲ့အကောင်းဆုံးအစားအစာတွေကိုလည်းအာရုံခံမှုဖိတ်ခေါ်ပါတယ်။ဟိုတယ်ကတာကိုကိုပြည့်စုံတဲ့အဖျော်ရမကာတွေနဲ့တွဲဖက်ထားတဲ့4925ပေးရင်နဲ့ပရီမီယံအင်းနီဂျိုအရက်တပလင်းနဲ့အဖျော်ရမကာတပလင်းကရဲစရာကောင်းလောက်လို့ဒေါ်လာ3,500လောက်ကျတဲ့ပါတယ်ရှင်။ပြင်ဆင်မှုအတွက်45မိနစ်ကြာပြီးA5 တရုတ်အမဲသားနဲ့ပြုတ်လောက်ထားတဲ့ပေတီနဲ့စကြင်ပြီးနံရိုးတိုလေးတွေနဲ့ပြုတ်လောက်ထားပါတယ်။အဲ့ဒါရဲ့အပေါ်မှာဆိုရင်တော့အဖြူရောင် Truckfell နဲ့ Polity Valica နဲ့ Belo Tiwat ဝက်ပောင်ကျောက်တွေနဲ့အဲ့ဒီအကွင်းတွေနဲ့စက်သွနေကွင်းနဲ့ထောဟတ်ထဲမှာကင်းကနန်းတွေပါရှိပါတယ်။အဲ့ဒါတွေအားလုံးကြားထဲမှာရွှေရောင်သိပ်ရွက်ပါရှိပါတယ်။ရွှေရောင်ကောင်လေးက Kopi Lowes Coffee နဲ့ McLean အရက်နဲ့တဲခင်းဧခံပါတယ်။အရာတွေထဲမှာကဘာကြီးဆုံးဘာကာကဒေါ်လာ6000ပေးရပါတယ်ရှင်။နံပါတ်3ရွှေပီဇာဒီဈေးကြီးဆုံးပီဇာကိုဖွံ့ဖြိုးဆဲနိုင်ငံတွေမှာကုသလို့ရတဲ့မျက်စိကွယ်ခြင်းတွေကိုကာကွယ်ဖို့အတွက်တည်ထောင်ထားတဲ့ Fred Hollowan Foundation အတွက်ရန်ပုံငွေရှာဖို့2019ခုနှစ်မှာဖန်တီးခဲ့တာဖြစ်ပါတယ်။ရှင်းနေမော်ရီလီကလေလံပွဲမှာပီဇာကိုဝယ်ယူခဲ့တာပါ။ချစ်သူများနေလက်ဆောင်ဖြစ်သူဇနီးအတွက်လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။အဲဒီပီဇာမှာစားသုံးနိုင်တဲ့24ကာရဲရွှေချက်တွေပါဝင်ပါတယ်ရှင်။နံပါတ်4ပင်လယ်အစားအစာဟင်းတစ်ခွက်အတွက်$28ထပ်ပေးဆောင်ရတာကကျမတို့အတွက်အလွန်ကျွံဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့လန်ဒန်မှာရှိနေတဲ့ဈေးကြီးနိုင်တဲ့အိန္ဒိယစားတောက်ဆိုင်တွေမှာဆိုရင်တော့စားသုံးသူတွေကဆမ်မူဒါရီကာဇာနာလို့ခေါ်တဲ့ပင်လယ်စာဟင်းအတွက်ဒေါ်လာ$28နဲ့အလွယ်တကူဝယ်ယူနေကြတာပါ။သူကပင်လယ်ကအကောင်းဆုံးပင်လယ်စာတွေကိုမှာယူရလို့တန်ပန်ဟင်းတော့မဟုတ်ပါဘူးရှင်။ဟင်းပွဲတိုင်းအတွက်အိန္ဒိယဆေးဘက်ဝင်အပင်တွေနဲ့ဟင်းခတ်အမွှေးကြိုင်တွေရောဆက်ထားတဲ့တန်ပန်ဟင်းမဟုတ်ပါဘူးနော်ဒီကမ္ဘာပေါ်ကဈေးကြီးဆုံးဟင်းကို Vasiri Ajagat Hotel မှာနာမည်ကျော်ကြားတဲ့သူတွေဖြစ်တဲ့ Woody Alas Karasol Scanny Everest Freddie Marzuri နဲ့ Nico Khamas တွေကိုတိတ်ခင်းခဲ့တာဖြစ်ပါတယ်ရှင်နံပါတ်5 Fancy Pan Pantitologist Hotel တွေအတွက်အဲ့ဒီအတွင်းမှာရှိနေတဲ့ဈေးကြီးတဲ့အစားအစာတွေကိုဩစတြေးလျနိုင်ငံမှာ1 မီလီယံပေါချာနဲ့ရောင်းနေကြခြင်းကိုဂုဏ်ပြုဖို့အတွက်ဖန်တီးခဲ့တာဖြစ်ပါတယ်။ Fancy Pan မှာပါဝင်တာက Wellgo Eye Flash ရဲ့ပေါင်180တန်ဖိုးရှိနေတဲ့ဩစတြေးလျပစွန်တုံးနဲ့ဂျာမန်ရွှေရောင်သစ်ရွက်တွေပါဝင်ပါတယ်ရှင်။နံပါတ်6အပြာရောင်စူးတောင်ငါးတူနာအပြာရောင်စူးတောင်ငါးကသမုတ်တရားမှာအလွန်များစွာရှိနေပေမဲ့အဲ့ဒီငါးမျိုးစိတ်3ခုမှာအမျက်ထုတ်တာတွေများလာတဲ့အတွက်ငါးမျိုးအပေါက်ဖဲနဲ့တင်ထားပါတယ်။ဒီငါးကဂျပန်ကလာတာဖြစ်နေပြီးပေါင်200ဝန်းကျင်တန်ဖိုးရှိတာပါ။2019ခုနှစ်မှာပြည့်စုံပြီးကြီးမားတဲ့ပေါင်600အလေးချိန်ရှိတဲ့အပြာရောင်ငါးစူးတောင်ကြီးကိုအရှေ့လယ်ပိုင်းဒေသကမူလူကတိုကျိုမှာအမေရိကန်ဒေါ်လာ3သန်းနဲ့ရောင်းချခဲ့တာဖြစ်ပါတယ်ရှင်။နံပါတ်9 Saffron Saffron ကကမ္ဘာပေါ်မှာဈေးအကြီးဆုံးဟင်းခတ်အမွှေးကြိုင်ဖြစ်နေပြီးရွှေဝါရောင် Saffron ကဒေါ်လာ9000ကနေပြီးတော့1000ထိပေါက်ဈေးရှိတာပါရွှေဝါရောင်ကုန်ကူမှန်ပန်းကတပွင့်စီကနေပြီးတော့ပွင့်ချက်သေးသေးလေးတွေကိုထုတ်ယူဖို့အတွက်အလုံးကိုစိတ်ရှိတီးခံမှုလိုအပ်ပြီးနိုင်ပေါင်းများစွာကြာပါတယ်နောက်ထပ်အားသင့်စရာအချက်ကပန်းချောက်တစ်ခုကနေပြီးတော့ပွင့်ချက်ပေါင်း150ပွင့်ထုတ်ပါတယ်ရှင်နံပါတ်10ဖယေတီတင်ဂျပန်ကိုရောက်ပို့ရဆိုရင်တော့တင်တရိတ်ထားမိပါလိမ့်မယ်။တချို့သောစားတောက်ဆိုင်တွေနဲ့ဇိမ်ခံစားတောက်ကုန်ဆိုင်တွေမှာဈေးနှုန်းတွေအများပြီးတော့ပုံမှန်မဟုတ်တဲ့အသီးနှံတွေကိုတွေ့ရပါတယ်။စထရီယန်ပုံဖရဲသီးတစ်လုံးအတွက်ဒေါ်လာ400ဒါမှမဟုတ်စပြည့်သီးတစ်စီးအတွက်ဒေါ်လာ400ဈေးနှုန်းကတ်ထားတာကိုတွေ့ရပါလိမ့်မယ်။2019ခုနှစ်မှာဖရဲသီးတစ်စုံကိုဒေါ်လာ2600ကျော်နဲ့ရောင်းချခဲ့တာပါ။အရင်က2300ကျော်စံချိန်ကိုချိုးဖောက်ခဲ့ပြီးမြဲစားလောက်ငတ်မွမှုတွေအတွက်မကြာခဏဆိုသလို corporation တွေကလူသိထင်ရှားအာယုံဆိုင်အောင်လုပ်ကြပါရရှင်။နံပါတ်9ဆူရှီ
တချို့လူတွေကဒီဈေးကြီးတဲ့အစားအစာတွေကိုလွယ်လွယ်မစားနိုင်ကြပါဘူးရှင်။ဆူရှီအရသာကထူကြပြီးရေဘူးရအပြင်တော်တော်ကိုကျန်းမာလို့1988မှာအန်ဂျီလီတိုရဲ့ဂျူနီယာက9ခုအထူးဆူရှီလိတ်ကကမ္ဘာပေါ်မှာဈေးကြီးဆုံးဆူရှီပဲဖြစ်ပါတယ်။ဂျီနီယက်စံချိန်အရဆိုရင်တော့အဲ့ဒီဆူရှီကနော်ဝေးနိုင်ငံပရီမီယံပန်းရောင်စုံမွန်ငါးနဲ့စချိန်ကတာမန်ပါဝင်ပစ္စည်းတွေဖြစ်တဲ့ forager နဲ့လောက်ထားပြီးမြဲတကယ်ကိုဆွဲမက်ဖွယ်ကောင်းလို့လာပါတဲ့ရှင်။နံပါတ်10 Scotland Beer 2010ပြည့်နှစ်မှာ Scotland ရဲ့ Brewdog ကတမိုင်းရဲ့အဆုံးလို့ရည်ရွယ်ချက်ရှိနာမည်ပေးထားကဘီယာကိုထုတ်ဖော်ပြသဖို့အတွက်များစွာသောစကားဝိုင်းတွေရှိခဲ့ပါတယ်။အဆိုအဆုံးအရက်ပမာဏ55%ထိပါဝင်ပြီးဒဗလင်းကိုပေါင်900ကနေ900ထိရှိတာပါ။ဘော်နပကောင်ဒါမှမဟုတ်ရင်တော့မွေပါမျိုး12ကောင်ရရှိမှာဖြစ်ပါတယ်။မထမှန်ထားပဲနဲ့အဲ့ဒီရက်က4နာရီကြာမှရောင်းထွက်သွားတာပါ။အဲ့ဒီအကောင်လေးတွေကပေါင်900အထိတန်မိုးရှိရလားဆိုတာတော့အောက်ကကောမန့်လေးမှာတင်တို့ရဲ့ထင်မြင်ချက်ကိုပြောပြပေးသွားပါအောင်ရှင်။နံပါတ်7အာလူတွေကိုအလွယ်တကူရရှိနိုင်ပေမဲ့တစ်နှစ်မှာ10ရက်သာရနိုင်တဲ့ရှားပါမျိုးစိတ်ကိုဘေစကာပင်လယ်အော်မှာရှိနေတဲ့ပြင်သစ်အတ္တလန်တိတ်ကန်ယူရန်တွေမှာတွေ့ရှိရတာဖြစ်နေပြီးတော့ကမ္ဘာအစည်းအကြီးဆုံးအာလူအမျိုးအစားပဲဖြစ်ပါတယ်။အဲဒီအာလူ1ကီလိုဂရမ်ကိုဒေါ်လာ6000လောက်တန်ကြေးရှိနေပြီးအပယ်ဆိုင်ပြီးတော့3လကြာမှမရင်ခင်ရိတ်သိမ်းရပါတဲ့ရှင်။နံပါတ်7နဲ့ပစွန်တုပ်ကြီးသူကအပြာရောင်ကနန်းထားမမဟုတ်ရင်တော့ဖုတ်ထားတဲ့ mask နဲ့ဒင်ကဲတွေနဲ့တော်တော်လေးကို꿰ပြတာပါကျမတို့အားလုံးကဒီရဲစရာကောင်းတဲ့တက်တာအစားအစာနဲ့ကြီးပြင်းလာကြပါတယ်သူကမာကာရိုနီ cheese နဲ့အပေါ်ကနေဖောက်ပြီးတော့မြေအောက်မိုတွေကို9ပေါင်ပစွန်လုံးထဲကိုထည့်ထားတာပါသူမှာဖပတ်ကလူတချို့ရဲ့အိမ်လုံးအချံဖောက်ထားတဲ့မြေအောက်မိုတွေလည်းပါတာကြောင့်သူကဈေးကြီးပေးရတာဖြစ်ပါတယ်တင်တို့ဘလို့ထင်တယ်လဲဆိုတာအောက်ကကောမန့်လေးမှာပြောပြပေးခဲ့ကြပါအောင်ရှင်နံပါတ်7ဖျဲသည့်တိတ်ပံနေကြမိသားစုရဲ့စိုက်ပျိုးနည်းကစမ်းသပ်လာခဲ့တဲ့ဒီဖျဲသည့်ကအမခန်းလောက်အောင်လို့အယောင်သွေးအရွယ်အစားအမျိုးမျိုးရှိတာပါဒီဖျဲသည့်တွေကဂျပန်ကဖျဲသည့်တွေထက်ပိုပြီးတော့ကုန်ကြပါတယ်ဒါပေမဲ့ဥရောပဘက်ကဖျဲသည့်အရွယ်အစားထက်သေးတယ်လို့သင်ထင်ပါသလားအမေရိကန်မှာရှိနေတဲ့ဖျဲသည့်တွေကတနက်မှာ100ထက်နည်းတဲ့အရေးအတွက်သာရရှိနေပြီးကမ္ဘာပေါ်မှာဈေးကြီးဆုံးအသီးနှံတွေကတစ်ခုဖြစ်ကတစ်လုံးကိုအမေရိကန်ဒေါ်လာ250ကနေ6000ထိရှိပါတယ်ရှင်နံပါတ်4ပေါင်မုံခွင်းပေါင်မုံအကွင်းဟာဆိုရင်တော့နယူးယောက်မြို့ရဲ့အထင်ကရအစားအစာတစ်ခုဖြစ်နေပါတယ်။ Baked Ilpa မှာကိုရုပ်ကာရနိုင်တဲ့ပေါင်မုံအမျိုးအစားတွေရှိရလို့သိရတာပါ။ကမ္ဘာဈေးကြီးဆုံးပေါင်မုံခွင်းရဲ့အထူးခြားချက်တွေက Western Hotel မှာဒေါ်လာ1000ရှိတဲ့မုံနောက်မှာအဖြူရောင် crisp ကိုအုပ်ပေးထားပါတယ်။ Goji berry သီးတွေနဲ့ရောထားတဲ့ဂျယ်လီနဲ့ကမ္ဘာပေါ်မှာဈေးကြီးဆုံးပါဝင်ပစ္စည်းပါဝင်တဲ့ရွှေရောင်ဂျယ်လီတွေပါဝင်တာပါ။သူရဲ့ဈေးနှုန်းကကိုရုပ်ကာရနိုင်ပြီမဲ့မယုံနိုင်လောက်အောင်ချမ်းသာတဲ့သူတွေဒါမှမဟုတ်ရင်တော့မာယူရဲ့ဆန်တဲ့သူတွေသာစမ်းကြည့်ကြမှာအမှန်ပါပဲရှင်နံပါတ်5မြေအောင်မှုအဖြူရောင်နဲ့အမဲရောင်မြေအောင်မှုအမျိုးအစားတွေကိုကမ္ဘာပေါ်မှာဝယ်လိုအားကပိုပြီးတော့များလာပါတယ်ဈေးအများဆုံးအဖြူရောင်မြေအောင်မှုတွေက900ဂရမ်လောက်ရှိတာပါအဲ့ဒါတွေကိုဟောင်ကောင်ကစဖို့မှုတူကယူရို3သိန်းနဲ့ဝယ်ယူခဲ့တာဖြစ်ပါတယ်အမဲရောင်မြေအောင်မျိုးမှုတွေကိုမလကနေဒီဇင်ဘာလထိရရှိပြီးအဖြူရောင်ကတော့အဲဒီလတွေထပ်ပို့ပြီးတော့စောရပါတယ်။ဒါပေမဲ့လက်တော့နည်းပါတယ်။ဒါကြောင့်အဖြူရောင်မြေအောင်မှုတွေကအမဲရောင်မှုတွေထပ်ပို့ပြီးတော့ဈေးကြီးပေးရတာဖြစ်ပါတယ်ရှင်။နံပါတ်6ချောကလက်ပူတင်အင်္ဂလန်နိုင်ငံလင်ဒါဟိုးဟိုတယ်ရဲ့စဖိုမုံမက်ကရဲ့အချိုပွဲကဒေါ်လာ3000ခွဲတန်ပါတယ်။အယောင်သွေးမြင့်ချောကလက်နဲ့စားသုံးနိုင်တဲ့ရွှေကပြုတ်လုပ်ထားတဲ့ပူတင်းနဲ့စိန်နဂါရက်စိန်တလုံးကိုကမ္ဘာဈေးကြီးဆုံးအချိုဝဲဖြစ်နေသတ်မှတ်ထားပြီးသူကစားသုံးနိုင်တဲ့ Farak ဥပုံစံနဲ့အတူတူပြုတ်လုပ်ထားတာပါကမ္ဘာဈေးကြီးဆုံးအစားအစာမဟုတ်သေးကြောင်းစိတ်ဝင်တစားစရာအချက်ကအခုထိဂျီနီယက်စံချိန်မဝင်သေးတာကြောင့်ပဲဖြစ်ပါရဲ့ရှင်နံပါတ်9ဂျယ်လီဘေလီနဲ့မူဂူတကြားလုံးတွေကိုထုတ်လုပ်ခဲ့တဲ့ David Klein ကကမ္ဘာဈေးကြီးဆုံး Gourmet Jelly ကိုပြုတ်လုပ်လိုက်တာပါပုံမှန်တကြားလုံးက4.95ဒေါ်လာလောက်ရှိပေမဲ့ Gourmet တကြားလုံးကတော့ဒေါ်လာ900ရှိပါတယ်။အရသာကချိုလာတဲ့ရွှေရွက်အလာကိုစိတ်ဝင်သွားတဲ့အခါမှာတော့တကြားစိတ်တွေကထိုင်းစပလင်အရသာရဲ့အိန္ဒိယတရက်သီးရှိနဲ့တခြားဆန်းပြလာတဲ့ရှားပါပါဝင်ပစ္စည်းတွေနဲ့ပြုလုပ်ထားတာပါ။တရုတ်နိုင်ငံမှာရှိနေတဲ့ဒါဟောင်ပေါင်းဆက်တိုင်းဟာမူရင်းအုပ်စုတစ်ခုတည်းကနေပြီးတော့ခွဲထွက်လာရလို့သင်ထင်ပါသလား။အဲ့ဒီအပင်တွေကအရှားပါဆုံးနဲ့အယောင်ရဆုံးလက်ဖက်6ထုတ်လုပ်ပြီးတဲ့အပင်တွေဖြစ်ပါတယ်။ဆရာကြီးဂျင်ရှန်ဝူပြောတာကပါဟန်လက်ဖက်ပင်မှာမူလလက်ဖက်ပင်6တွေကိုမရှိသလောက်နေပါတာကြောင့်ဂရမ်ကိုဒေါ်လာ104ဒေါ်လာကျပါတယ်။အထွတ်နှုန်းနဲ့နေပြီးတော့အရေးသွေးကောင်းမွန်ကစိုက်ပျိုးရခက်ခဲတာကြောင့်ဒေါ်လာ1000ကျော်နဲ့
ဟုံပေါင်းလက်ဖက်6အဖိုးတန်ဆုံးလက်ဖက်6အမျိုးအစားဖြစ်ပါတယ်ရှင်နံပါတ်18 cheese ဆာဗီးယားနိုင်ငံကအရသာရှိတဲ့အဖြူရောင် cheese ကပေါင်1000လောက်ကိုကုန်ကြပါတယ်ဆာဗီစီကာမှာရှိနေတဲ့ဘေးမဲ့တော်တစ်ခုကမျိုးတုံပြောက်ွယ်လိုနီးပါးဖြစ်နေတဲ့ဘေကန်လို့ခေါ်တဲ့မီးကနို့နဲ့ပြုလုပ်ထားပြီးအဲ့ဒီဒိန်ကဲ1ကီလိုကို1ကီလိုဂရမ်အသုံးပြုဖို့အတွက်မီးနို့က25လီတာခန့်အချိန်ယူပြီးတော့ပြုလုပ်ရတာပါလက်ရှိမှာအဲ့ဒီဒိန်ကဲကိုအစားအသောက်အတွက်သာပြုလုပ်ထားပါတယ်အဲ့ဒီ cheese ကကမ္ဘာပေါ်မှာဈေးကြီးဆုံး cheese ဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်တော့သူ့ရဲ့အထူးခြားတဲ့အရာသားနဲ့နှုတ်ထွက်နှုံနေပါတာကြောင့်ပဲဖြစ်ပါတယ်ရှင်နံပါတ်19ကြက်မဲFounes Newton ရဲ့အဆိုအရဆိုရင်တော့စာမီနီအင်ဒိုနီးရှားအမဲရောင်ကျပ်တစ်စုံကိုဒေါ်လာ9000ခန့်ရှိပါတယ်။ဈေးကြီးတဲ့အကောင့်တွေရာဆိုရင်တော့အမဲရောင်တွေပဲဖြစ်ပါတယ်။ဘာလို့လဲဆိုရင်တော့သူတို့ကသဘာဝအသားရောင်မဟုတ်ဘဲနဲ့ထိုးကြလို့ပဲဖြစ်ပါတယ်။စာမီနီကျပ်ရဲ့အရောင်ကနေရာနှစ်ခုကလွဲပြီးတော့ကျန်တာကအမဲရောင်ပဲဖြစ်တာပါ။အဲ့ဒါကတော့သူ့ရဲ့ရှာနဲ့ဥပဲဖြစ်ပါတယ်ရှင်။နံပါတ်20အချိုပွဲတွေကိုရွှေဆက်ရှက်ကရဲရှိတဲ့ crystal ခွက်ထဲမှာဧခံပါတယ်။အဲ့ဒီခွက်ရဲ့လေဘင်းမှာကတ်ထားတဲ့စိန်ဖြူက23ကာရဲရှိတာပါ။အဲ့ဒီဈေးကြီးတဲ့အချိုပွဲခြံဒီကရှားပါပြီးတော့ကိုကင်းကလည်း14လောက်ပါဝင်ပါတယ်။ကမ္ဘာအရှားပါဆုံးတဲ့ဈေးကြီးဆုံးကိုကင်းနဲ့အေးခဲထားတဲ့ချောကလက်အရောနှောတွေပါဝင်တာပါ။ကြာပုံပုံနဲ့ရေခဲတုံးတွေနဲ့ကမ္ဘာဈေးကြီးဆုံး Trustful တစ်ပေါင်မှာဆိုရင်တော့2500ရှိတဲ့ဟာနဲ့စားလို့ရတဲ့ရွှေ24ကာရက်ကိုအပေါ်ကနေဖြူပေးထားတာပါ။အဲ့ဒီကြီးကျယ်ခမ်းနားတဲ့အချိုပွဲတွေကိုဒေါ်လာ14000တန်ကြောင်မြက်ရတနာစပွဲတင်စွန်းနဲ့ကျွေးမွေးပြီးတော့ကမ္ဘာဈေးကြီးဆုံးအချိုပွဲပဲဖြစ်ပါတယ်ဒေါ်လာ2500လောက်ပေးရတဲ့အချိုပွဲဖြစ်တာကြောင့်2500လောက်ပေးရတဲ့အချိုပွဲပဲဖြစ်ပါတယ်အဲ့ဒီအစားအစာတွေထဲမှာဆိုတော့တင်ကြီးကြီးချင်တဲ့အရာတွေရှိရဲဆိုရင်အောက်က comment လေးမှာပြောပြပေးခဲ့ပါအောင်ရှင်နောက်တစ်ခါတည်းရဲ့ top ဆုံးမှာပရိသတ်ကြိုက်တင်နဲ့ပြန်လာခဲ့ပါမယ်အခုအကြောင်းအရာတွေကိုလည်းစိတ်ဝင်စားကြိုက်နေတက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်ဒီနေ့တော့ bye bye